မင်္ဂလာပါရှင်။ကျွန်မနာမည်ကတော့ဖွေးနူဝေဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံသားများဘဏ် Limited ရဲ့ Treasury နဲ့ Financial Institution Department မှာ Head of Department ဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်ရှင်။အဓိကတာဝန်ဆောင်ရွက်နေတဲ့အပိုင်းကတော့ဘဏ်ရဲ့ငွေကြေးစီးဆင်းမှု၊ငွေကြေးစီမံခန့်ခွဲမှု၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု interest rate နဲ့ market risk management နဲ့ပြည်ပဆိုင်ရာငွေရေးကြေးအဖွဲ့အစည်းများနဲ့ဆက်ဆံရေးအထူးကောင်းမွန်ရေးတို့ကိုဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်ရှင်။ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကြီးများအတွက်နိုင်ငံခြားငွေငွေများကိုဝယ်ယူရောင်းချခြင်းလုပ်ငန်းတွေပိုရှန်အငွေများကိုချေးငွေမချမီမှာဘဏ်အမြန်ဆုံးရရှိအောင် money market ကဲ့သို့သောအရာများတွင်ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းတွေဘဏ်ရဲ့လိုအပ်တဲ့အချိုးအစားလိုက်တီပွန်တီပေများမှာရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းတွေနဲ့ interest rate နဲ့ market rate risk များကိုကြိုတင်တွက်ဆ၍ခန့်မှန်းပြီးတော့လိုအပ်သည့်များကိုဆောင်ရွက်ခြင်းတွေကိုအဓိကပြုလုပ်ဆောင်ရွက်ရပါတယ်ရှင်။အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများနဲ့လည်းအထူးကောင်းမွန်သောဆက်ဆံရေးများကိုတည်ဆောက်ရပါတယ်ရှင်။ MCB ဘက်မှာပထမဆုံးအလုံးဝင်ခဲ့တာကတော့ March လ1ရက်နေ့2022ကပဲဖြစ်ပါတယ်။အခုဆိုလို့ရှိရင်ကျွန်မ MCB မှာလုပ်ငန်းသက်တမ်းက3နှစ်နဲ့9လကျော်ခဲ့ပြီဖြစ်ပါတယ်။ပထမဆုံးအလုံးဝင်တဲ့အချိန်နဲ့ပတ်သက်ပြီးတော့အမှတ်တရတွေကတော့ကျွန်မ MCB ဘဏ်ကိုစတင်ပြီးလုံးဝင်တဲ့အချိန်မှာဒီဝန်ထမ်းဟောင်းတွေရဲ့နှွေးထွေးကျင်နာမှုတွေပြီးတော့ MCB management ရဲ့ကျင်နာစွာလမ်းညွှန်ပြသမှုတွေကြောင့်အချိန်တိုတွင်းမှာပဲ MCB ကကျွန်မရဲ့မိသားစုတစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်ရှင်။ကျွန်မ MCB ကပထမဆုံးအလုပ်ဆောင်ဝင်တော့ကအကြီးတန်းမန်နေဂျာရာထူးနဲ့ Treasury နဲ့ FI Department မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဓိကကျွန်မရဲ့တာဝန်တွေကတော့ဘဏ်ရဲ့နိုင်ငံခြားသုံးငွေကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုတွေဘဏ်ရဲ့ liquidity strong ဖြစ်ဖို့အတွက်တေချာ manage လုပ်ပြီးဆောင်ရွက်ရတာတွေဘဏ်ရဲ့အမြတ်အစွန်းပုံမူရရှိအောင်အတွက်တေချာ strategy ချပြီးတော့ဆောင်ရွက်ရခြင်းတွေကိုပြုလုပ်ရပါတယ်ရှင်။ဒါအပြင်မှာကျွန်မတို့ရဲ့ဒီမိဖက်ဘဏ်တွေနဲ့ရောကျွန်မတို့ရဲ့ customer တွေနဲ့ရောကျွန်မတို့ရဲ့ဒီ internet department တွေနဲ့ပါတေချာပူးပေါင်းဆောင်ရွက်ပြီးဘဏ်ရဲ့အမြတ်စွန်းရရှိရေးအတွက်အဓိကထားပြီးဆောင်ရွက်ခဲ့ပါတယ်ရှင်။ဆောင်ရွက်ခဲ့စဉ်ကာလတစ်လျှောက်လုံးမှာလည်း Treasury နဲ့ FI တင်ကိုကျွန်မတို့အတူ group ဖြစ်အောင်နဲ့ကျွန်မကိုယ်တိုင်လည်းခေါင်းဆောင်တောင်းတစ်ယောက်ဖြစ်အောင်အမြဲတမ်းစူးစမ်းဆောင်ရွက်ခဲ့ပါတယ်။ MCB မှာအလုပ်ဆောင်ဝင်တဲ့နေရာစလို့အထက်လူကြီးတွေကပေးအပ်တဲ့တာဝန်တွေကိုကြည်ကြည်ပြည့်ပြည့်ထမ်းဆောင်နိုင်မှုအတွက်လေးလာသိမ်ခွင့်နဲ့စူးစမ်းခွင့်တွေကိုအများကြီးရရှိခဲ့ပါတယ်။ကျွန်မ Treasury ကိုစတင်ပြီးတော့အလုပ်ဝင်ရောက်စဉ်ကာလမှာကျွန်မတို့ရဲ့ဒီ market policy ရော market changes တွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအတွက် challenging တွေအများကြီးဖြစ်ခဲ့ပါတယ်။အဲဒီအချိန်မှာ MCB management ရဲ့ကျင်နာစွာဖိမမှုနဲ့အတူဌာနတွဲအမောင်နှမများတွေနဲ့စီစီလုံးလုံးအလုပ်လုပ်ကိုင်ဆောင်ရွက်ပြီးတော့ဘဏ်အတွက်ရလဒ်ကောင်းများကိုအများကြီးယူဆောင်ပေးနိုင်တာကတော့ကျွန်မတို့အတွက်အမှတ်တရဖြစ်ခဲ့ပါတယ်ရှင်။ကျွန်မ MCB မှာအကြီးတန်းမန်နေဂျာစလို့အလုပ်ဝင်ခဲ့တဲ့အချိန်ကစပြီးအခုကျွန်မ Head of Department ဖြစ်တဲ့အချိန်ထိကျွန်မကိုရုံးကြီးကြီးနဲ့တာဝန်ထမ်းဆောင်ဝင်ပေးတဲ့ MCB Management ပြီးတော့ကျွန်မတို့ Department ရဲ့ target တွေကျွန်မတို့ Department ရဲ့ vision mission တွေကိုပြည့်မီအောင်စူးစမ်းဆောင်ရွက်ပေးကြတယ်ကျွန်မရဲ့team ဖြစ်တဲ့ကျွန်မရဲ့လုပ်ဖော်ကိုင်ဘက်ပေါင်းဓမ္မတွေပြီးတော့ချက်ဆက်ဌာနကလုပ်ဖော်ကိုင်ဘက်ပေါင်းဓမ္မတွေအားလုံးနဲ့မိဖက်ဘဏ်ကြီးများက supporting တွေကျွန်မရရှိခဲ့ခြင်းကလည်းကျွန်မအတွက်ဂုဏ်ယူဝမ်းမြောက်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ MCB ရဲ့တသက်စလူငယ်ဝန်ထမ်းတွေအတွက်အကြံပေးချင်တာကတော့အခု AI ခေတ်မှာနည်းပညာနဲ့အတူတူတိုးတက်အောင်လေ့လာထားကြဖို့ပြီးတော့ဘဏ်ကာတရားဖြစ်တဲ့အတွက်ကြောင့်မလို့တရင်အချက်အလက်တွေကိုမှန်မှန်ကန်ကန်သိရှိအောင်ကြိုးစားထားကြဖို့ပြီးတော့အမြဲတက်ကြွမှုရှိအောင်လည်းကြိုးစားကြဖို့နဲ့ဆွဲဆောင်ရည်မြင်မအောင်အမြဲတစ်စင်တစ်စိုက်ကြိုးစားကြဖို့အကြံပေးချင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒါအမားတို့ဒီလိုချင်တဲ့ပန်းနိုင်ရောက်ဖို့ကိုကြိုးစားတဲ့အချိန်မှာအခက်အခဲဆိုတာတော့အမြဲတမ်းကြုံတွေ့ရမှာပဲပေါ့နော်။အခက်အခဲတွေကြုံတွေ့လာလို့ရှိရင်လည်းအမားတို့စိတ်တက်မကျသွားဖို့ဒီလွယ်နဲ့လက်မလျှော့လိုက်ဖို့နဲ့ကိုလိုချင်တဲ့ပန်းနိုင်ကိုကြိုးကြိုးစားစားဆက်ပြီးပန်းနိုင်ကိုရအောင်ဆက်လန်းသွားကြဖို့အတွက်အကြံပေးချင်ပါတယ်ရှင်။ကျမတို့ရဲ့ MCB ဘဏ်ကြီးကတက်တန်းကြီးမားတဲ့ဘဏ်ကြီးတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံသားများရဲ့ယုံကြည်မှုကိုအမြဲတမ်းအခြေခံထားပါတယ်။ကျမတို့ရဲ့ Treasury နဲ့ FI ကလည်း MCB ရဲ့အောင်မြင်မှုတွေကိုအမြဲတမ်းတူတူရှိမယ်လို့ကတိပြုပါတယ်ရှင်။ကျမကိုဒီနေ့ဒီအချိန်ထိယုံကြည်ကြည်နဲ့တာဝန်ထမ်းဆောင်ဝင်ပေးတဲ့ MCB Management နဲ့ကျမတို့ရဲ့ MCB ဘဏ်ကြီးကိုအမြဲတစ်စင်တစ်စိုက်အားပေးခဲ့တဲ့ customer တဦးတစ်ယောက်ချင်းစီကိုလည်းကျမကကျေးဇူးအများကြီးတင်ပါတယ်ရှင်။